မင်္ဂလာပါခင်ဗျာမင်္ဂလာပါနော်ရှင်းရှင်းလေးပဲကျွန်တော်ကရအောင်ဖြုတ်ချမှာအဲ့တော့ကျွန်တော်တို့ဘီတိန်ကဘာကြောင့်ပြန်ပြီးတော့ဒုတိယကမ္ဘာစစ်မှာနိုင်တယ်လဲလို့မေးအဲ့လိုမျိုးကောင်းမွန်တဲ့ခေါင်းဆောင်ဝီစတန်ချာချီလိုမျိုးကောင်းမွန်တဲ့ခေါင်းဆောင်ရှိခဲ့တယ်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးကောင်းမွန်တဲ့ခေါင်းဆောင်မျိုးတွေကိုကျွန်တော်တို့ကိုယ်တိုင်လဲပြည်တွင်းနေပြည်သူကတော့ရွေးချယ်ခွင့်မရှိလို့မရွေးချယ်ရတာပြည်ပနေမြန်မာတွေကခမရတို့ရွေးချယ်ခွင့်ရှိတယ်အဲ့တော့ခမရတို့ရွေးချယ်ခွင့်ရှိတဲ့အဲ့ဒီရွေးချယ်ပိုင်ခွင့်ကိုခမရတို့မမကန်ကန်သုံးချဖို့လိုတယ်အများကလိုက်ပြီးရောင်တိုင်းဒိန်းတဲ့ဂျိန်းဆိုပြီးတော့လိုက်မရင်းနဲ့နေရီမှာဖြစ်တဲ့သတင်းကိုအချိန်နဲ့တပြင်းကြီးခမရတို့ဒီမှာကျွန်တော်ပြောဦးမယ်တတိရှိတယ်ဆိုတာစစ်မြေပြင်မှာသွားပြီးတော့စစ်တိုက်ရဲမှာတတိရှိတာမဟုတ်အမှန်တရားကိုကြိုးစွန့်ပြီးတော့ငါကိုလူတွေဘလို့မြင်မြင်ဘလို့ထင်ထင်ဒီအမှန်တရားအတွက်ဒီဓမ္မအတွက်ကိုငါပြောမယ်ဟဲ့ဆိုတဲ့ရက်တိမယ်ဟဲ့ဆိုတဲ့အဲ့ဒီတတိအဲ့တတိကလည်းတတိရှိကြမှာဗျရှင်းလားကျွန်တော်တို့ယနေ့မြမအတိုင်းဝိုင်းနိုင်ငံတကာရောက်မြမအတိုင်းဝိုင်းမှာအဲ့ဒီတတိတွေလုံးနေတယ်ဘာကြောင့်လဲ၄နှစ်ကြာသွားပြီအဲ့ဒါကြောင့်ကျွန်တော်ပြောတာအဲ့တော့ကျွန်တော်ဒါကိုပြောရင်လည်းဖြတ်ပြီးတော့ကြော်ညာဝင်လိုက်အောင်မယ်ကျွန်တော်တို့ကနိုင်ကိုနိုင်မှာမလာကတက်ပြက်နေပြီမလာတက်ပြက်နေပြီမလာတက်ပြက်နေပြီမလာတက်တိုင်းပြက်တက်တိုင်းပြေးတိုက်တိုင်းရှုံးတိုက်တိုင်းခွေးသေးဝက်သေးသေပြီးတော့ခွဲလို့ဝက်လို့ဖမ်းခံနေရပြီမအားလာသူအားကိုရတဲ့လေတက်ကအစပြက်နေပြီပြုံးတီးနေပြီမအားလာသူတို့ရှုံးနေပြီဆိုတာကိုမအားလာနဲ့တကွာသူတို့ရဲ့အယိုးကြိုက်ခွေးတွေအကုန်လုံးသိတယ်မအားလာနေစဉ်နေရာနဲ့မှာရှုံးနေတယ်ကြဆုံးနေတယ်မအားလာရဲ့စစ်တပ်ဒီဂျုံဂျုံချနေပြီမအားလာရဲ့စစ်တပ်ဒီဂျုံဂျုံချနေပြီမအားလာရဲ့အကြမ်းဖက်စစ်တပ်ဒီမုတ်လပွေဖြစ်နေပြီမအားလာဂျမ်ဘတ်စစ်တပ်မအားလာတက်ပြက်နေပြီမအားလာတက်ပြက်နေပြီမအားလာဂျမ်ဘတ်စစ်တပ်တိုက်တိုင်းရှုံးတက်တိုင်းပြက်ခွေးသေးဝက်သေးပြီးခွဲလို့ဝက်လို့ဖမ်းခံနေရပြီဒါဒီအမှန်တရားဖြစ်တယ်မအားလာတို့နေရာတိုင်းမှာကြီးလိုက်တက်မမှုအစ်စ်တွေတုံပန်းဖြစ်နေပြီတက်မမှုအစ်စ်တွေဒူတိုင်းမှုအစ်စ်တွေတုံပန်းဖြစ်နေပြီတမမှုအစစ်နေမြေဩဇာဖြစ်နေပြီငါ live ကိုဝင်ဟောင်းနေတဲ့အယုတ်ကိုက်ခွေးလေးတွေမင်းတို့သိအောင်ပြောတာကျွန်တော်ဒီအချိန် live တက်တော့မလာရဲ့အယုတ်ကိုက်ခွေးလေးမလာဂျမ်ဖစ်တဲ့ကကျွန်တော် live ကိုသူတို့စောင့်ကြည့်ကြတယ်သူတို့တာဝန်ပေးထားမှာပေါ့သူတို့အေးပြက်လို့ဆိုပြီးကွန်ပလိန်းလာတက်နေသေးတယ်ကျွန်တော်ဒီအချိန် live တက်ရမလားဆိုပြီးတော့လဲသီလာရောက်နေရှင်းလားမသိမင်းတို့ကောင်တွေအကုန်လုံးမအားလာအတွက်ကိုပြည်သူကိုတတ်တဲ့ကောင်တွေမင်းတို့ကောင်တွေကိုတရားစီရင်မဲ့နေရောက်ကိုရောက်ရမယ်ငါတို့ကစိတ်ဓာတ်အသာစီးနဲ့တိုက်တာငါတို့အဲ့စိတ်ဓာတ်ကိုအရင်ပြုပြီးတိုက်တဲ့အတွက်ယနေ့နိုင်နေတယ်ငါတို့နိုင်ကိုနိုင်ရမယ်နိုင်မသိကြတယ်ငါတို့ပြည်သူတွေရဲ့စိတ်ထဲမှာအရကဘိုက်ဖြတ်ပြီးသားမနေ့ကအကြောင်းမနေ့ကငှက်တိုက်กินတဲ့ဟာကမနေ့ကမင်ရှင်ကဖော်ဆောင်တဲ့အဖွဲ့တွေကသတင်းမထုတ်တဲ့အခါကျတော့ကျွန်တော်အနေနဲ့ပြောရနည်းနည်းခတ်သွားပါတယ်ဗျာနော်သို့တော့ငှက်တိုက်တစ်ခုကိုกินလိုက်ပါတယ်နော်กินလိုက်ပါတယ်ဒါပေမဲ့ရာသီဥတုကနော်ကိုဘတ်ကိုမနေ့ကမပါလိုက်တဲ့အခါကျတော့မရှင်လောက်တဲ့သူတွေကသူတို့မထုတ်ဘူးလို့ကျွန်တော်ကြားတယ်ဗျအဲ့လိုမျိုးနော်အဲ့တော့ကျွန်တော်အနေနဲ့စောင့်စီရမယ့်ဝတ္တရားအရာကျွန်တော်မပြောပြရစီနဲ့ဒီတော့ကိုတောင်းပန်ပါတယ်နော်ကျွန်တော်အစဒီနေ့သူတို့သတင်းထုတ်မယ်ထင်တာသူတို့သတင်းမထုတ်တဲ့အခါမှာကျွန်တော်ကကြော်ပြီးတော့ပြောပိုင်ခွင့်မရှိပါဘူးဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတွေနားလည်မယ်လို့ကျွန်တော်အနေနဲ့နော်ကျွန်တော်အနေနဲ့ယူဆပါတယ်နော်
Mala, not the Goni Jumper Setaga, Lamian Piacha, Lamian Gunamiore. Eddie, Lamia Maune, a yokai, quail lada, Zara Tempio. Shalamadi, a good Labalane, Labdonjone, Sagere, Nadu, Tola Yega, Janega, Bazini Kenamahu, Janema, nothing Kenamo, Jane, and Yabalema, Japa Genevi, Jacking what Jacking, and Yago Conte, they am alone, Nake Mahobu, Jacking ha. Tibo, yoga query. Meno lana on the Mandilu, Meno deb yorequa. Meno Makana Imala, Meno Anatsilo Sadamala, a Meno Goni Maalai, yoga query golu, Menogu, the Yasi and any Japolo dra, Naruri, Nazin, Josani Jare, Meno Dibo. I say Jarama, a good Tom Bamson, it is Sakarilu, Mianangeline, Miana Deline, Malukjane, but you want the now. Shena. Milogone Golong, a ropi duriga, say Yazwemu, Lu Asula, a biolite tamu. Ludam Yone Zubagu, Chulone, Yazwemu, Mademu, Kobu, Pidugo, Bongamu, a colon swimmer. Meno, the Kama Malusiao, Mata Quavazoni, Kaunema, Onda Mabala Goni, a colon Tibo. Meno Goni, a colon. Pomago, a colon, ya on Tiasi and then Yago Yasiame. Ari Tiasi and Modago. A Gemma, Tiasi and Mu, Posa Yedema, Napame. Pomari people, Yoga query people. Mata, Alabunas out of the solution. Chanaruga on Woodsley, only the Dita Boom, did a chain it Bomajabu, did a general a 30 Masoshabu, and I get a Mishiabu. General Eddie, a Mandiabu, 30 shishi, pure yet 30 shibure. Jay won't pure yet 30 shibure. A to the bit. Nanga the guy young Yamari, General Dizagout in Ibiore. Thou shalt let General Lene Tagalama Dosha Biola. Eh, General Ditola Eboba. Minglava Tolanya Jama. Captain, General Dilo Biores or Aga Ditola Ego Chillo, Pidurego Chillo, D. Yeno you on the Jimo Mala Jumper, Sakari, Golo, Kabama Jebuhe, Due Juema, so as a machine, Minogone Gololi, Dima, Colomamaten, no, not on the Setima, Min Dogo, Ja on Tiasema, no, Yamabiduma Tiasema, Pidu Genetico Tiasema. Hey, Uber is Luga here. Menogo, Tiasi and Bolo at Mizo, Pimune, Pitan, Yao, Eddie Uber, Yao, Piatamekwa. Mata. Menogone, a golo. Huh? Meno, Quavazoni. Ma'ala, no, and they can eat Namai Dari, Luke Anari, Luke Baladi. Malado by Shrebido. CD at that in it. Mala do go ranger traumatagu. Maalaga do Dadamidi traumatagu. Mala do Maymago, Grojin to Bido, Kim Sound Kindu he, Mino Tibo. Tarama Juju Koa to Mia Ajay, Udara. Mino Tibo. Huh? Mino Goni, that when is Suraga. Mino Goni, that when is Suraga. Mino Timey Chilomo, Timey Gabomo. Meno Timey Banago Kobo Ana a Redo Zalo Arago Dino Utola Yani Sabi Loa Lamakabu Meno Tetema Lana can get a goni colon. The Valum Bedoma Lana Pian Kaisa Miazia a colongo Tawaragasa Ensign CIDL Sadolo Sitalaye Taka Goni a cone loan Meno Goni a cone loan. Young Tiasima, Meno Piebo, ye Machizea. Ikemango is the rega Argentina tea, Nebam Yazwa, like Bido, Charity Pandalo. Meno Goni Bemigo Bebe, Ya on Shabido, Tiamido, Pamido, Yamabima, Naro, Yamabidre, Lanet Tiasime. I don't Meno Dibu.
job sugar general the rene ya be ya be shiba no the rene ya swing general baga no general ye rakain dari yele go 90 de job shi boma lamba de boma saka along ni ni ma kaung su lai pyung lai ဖြစ်နေတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ကြားပါတယ်နော်ဒါအပြင်ကြောက်ဖြူစစ်မြေပြင်မှာပဲတွေ့တယ်မလားနော်မအားလာရဲ့ viewer မှုအဆင့်နော်ဘုံမှုကြီးအဆင့်နေစစ်သုံးမနေဖြစ်တယ်ဒါအပြင်နောက်တဲ့တစ်ခုကနတ်ရေကန် viewer ကုန်းကနော် viewer ကုန်းကလေချောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကထွက်ပြေးလာတဲ့စက္ခ20ကျော်ကိုကျွန်တော်ရဲ့သူရဲကောင်းချင်းကာကွယ်ရေးတပ်ဖွဲ့အရှုနော်အရှု CDF အရှုက20ကျော်အရှင်ဖမ်းမိတယ်ဟဲ့စက္ခရီမင်းတို့ကောင်တွေလေစိတ်ဓာတ်ပါအကုန်လုံးပြတ်နေပြီမင်းတို့တွေအကုန်လုံးကြောက်နေပြီမင်းတို့တွေချိပန်းပြီးတော့ချိပန်းပြီးတော့မင်းတို့ပြေးနေပြီသိလားမတက်ရဲတော့ဘူးပြေးတာ PDF လာပြီဆိုရင်ပြေးတာအေးဆိုတဲ့အတန်ကြားရတဲ့မင်းတို့တွေအကုန်လုံးဒူးတုံပြီးတော့ပြေးတာဟာမင်းတို့သိဖို့မင်း line ပေါ်မှာလာပြီးတော့လေအာချောင်နေတဲ့စက္ခတွေမင်းတို့ကောင်တွေကအဲ့စက္ခတွေကြားထဲမှာအချင်းချင်းကိုဂုတ်သွေးစုံနေတဲ့သွေးစုံဖုတ်ကောင်နေမလို့မင်းတို့ line ပေါ်မှာဒီနေ့ရှိနေတာတကယ်မင်းတို့စက္ခစစ်တွေအကုန်လုံးကမြေပေါ်မှာအကုန်လုံးမာပြပြီးတော့ယမမင်းရှိရောက်သွားပြီညောစာဖြစ်ကုန်အဲ့ဒါသိဖို့မင်းတို့သိဖို့နော်အဲ့တော့ခုနစကားကိုကျွန်တော်ပြန်ဆက်ရလို့ရှိရင်ကျွန်တော်တို့တောက်ရှောက်မှာဒီတော်လန်ရေးကြီးအောင်ဖို့ဆိုလို့ရှိရင်အကြောင်းတရားတွေအများကြီးရှိတဲ့ခက်ကအဓိက M4 လုံးဆိုတာကိုကျွန်တော်ဒီဇိုင်းမှတ်ပြီးသူကိုတင်ပြလာတယ် mass ဆိုတဲ့လူထု media ဆိုတဲ့ media money ဆိုတဲ့ပတ်စံနော် military ဆိုတဲ့လက်နက်ကိုင်တပ်ဖွဲ့ဒီ MG လေးလုံးတောက်တိုင်ကြီး၄ခုဟာဟန်ချက်ညီညီနဲ့တော့ရမယ်ဆိုတာကျွန်တော်တောက်လျှောက်တင်ပြလာခဲ့အဲ့တော့အဲ့ဒီ M တွေကတခုဖြစ်တဲ့ money အဲ့ပတ်စံနဲ့ပတ်သက်တဲ့ကိစ္စကကျွန်တော်တို့တောက်လျှောက်မိမောင်းထိုးပြီးတော့တင်ပြလာတာဖြစ်တယ်အဲ့တော့ဒီပတ်စံနဲ့ပတ်သက်ပြီးတော့မနေ့ကလည်းကျွန်တော်တင်ပြခဲ့တယ်ပတ်စံကရတာကနော်နှစ်ပိုင်းပဲရှိတယ်ပြည်တွင်းမှာရှိတဲ့အခွန်အခကနေရတာနဲ့ကျွန်တော်တို့ပြည်ပကအလူနဲ့ပြည်တွင်းကနေပြီးတော့ဒီလိုမျိုး fundraising ကရတဲ့နှစ်ခုအဲ့ဒါပဲရှိတယ်အဲ့တော့ဒီကျွန်တော်တို့ကဒေါ်လာရေးဆိုတာစစ်တိုက်တာကကျွန်တော်တို့ဒီအလူငွေပေါ်မှာစောင့်နေလို့မရအောင်စောင့်နေလို့မရအောင်နော်စောင့်နေလို့မရတဲ့အခါကျတော့ဒီပြည်တွင်းမှာရှိတဲ့ငွေကြေးကျွန်တော်တို့အခွန်အခတွေရှိတယ်တစ်လောက်ကွက်တွေရှိတယ်ရွှေလောက်ကွက်တွေရှိတယ်ရေနံလောက်ကွက်တွေရှိတယ်ကြောက်စိမ့်လောက်ကွက်တွေအများကြီးပဲဗျာဝါတာဂိတ်တွေရှိတယ်သိန်းပေါက်များစွာရတာရှိတယ်နော်အဲ့ဒီပတ်စံတွေကိုမှန်ကန်သုံးနိုင်ဖို့ကျွန်တော်တို့တောက်လျှောက်မှန်ကန်ဆိုတဲ့နေရာမှာလဲအချိန်နဲ့တပြေးညီအကြည့်ပြချစားမှုမရှိဘဲနဲ့လုံနိုင်ဖို့ကျွန်တော်တို့တောက်လျှောက်တင်ပြလာတယ်အဲ့တော့ကျွန်တော် live တွေကို design မကြည့်လာတယ်ကျွန်တော်မိတ်ဆွေတွေဆိုကျွန်တော်သိပါလိမ့်မယ်ငွေကြေးတွေလွယ်မဖြစ်ဖို့အာဂရိတရားတွေကင်းဖို့ကျွန်တော်တောက်လျှောက်ပြောလာခဲ့အဲ့တော့ကျွန်တော်ယနေ့ကျွန်တော်နိုင်ငံတကာရောက်မြန်မာတွေကိုကျွန်တော်သတင်းစကားပေးချင်တာကကျွန်တော်တို့တွေအဲ့ဒီအမှန်တရားကိုမိမိကိုယ်တိုင်ကလည်းသိအောင်လုပ်ပါလူပြောများတိုင်းဒိန်းတက်တဲ့ဂျိန်းနဲ့ရိမ့်ထိုးမလိုက်ပါနဲ့မိမိကိုယ်တိုင်လည်းသိအောင်လိုက်လုပ်ပြီးတဲ့အခါသိလာရင်လည်းသိလာတဲ့အတိုင်းအမှန်တရားဘက်ကိုရဲဝံ့ရက်တည်ရဲဖို့ပြောရဲဖို့လွတ်ဆောင်ရဲဖို့ခင်ဗျားတို့ဒီမိုကရေစီကိုလိုချင်တယ်ခင်ဗျားတို့ဖက်ဒရယ်ကိုလိုချင်တယ်ခင်ဗျားတို့လူအခွင့်အရေးကိုလိုချင်တယ်ဆိုခင်ဗျားတို့အဲ့ဒီအခွင့်အရေးကိုကိုယ်တိုင်ကျင့်သုံးရမယ်ကျွန်တော်အပါဝင်အများစုကအာဏာရှင်စနစ်အောက်မှာကြီးပြင်းလာခဲ့ကြတဲ့ခါကျတော့တော်တောင်မေကုံမထုတ်ရဲဘူးမဝေဖန်ရဲဘူးမပြောရဲဘူးဒါ့အပြင်လူတွေမှာအတ္တကိုစီရှိတဲ့ခါကျတော့ငါပြောလိုက်ရင်ငါ့ကိုမုန်းမယ်ငါ့ကိုဘေးဖယ်မယ်ဝိုင်းတိုက်ခိုက်ကြမယ်ဆိုတဲ့အကြောက်တရားနဲ့အစွဲတရားတွေရှိတယ်တော့ကျွန်တော်တို့ဒီမိုကရေစီလိုချင်တယ်ဖက်ဒရယ်ကိုလိုချင်တယ်ဆိုမြေပြင်မှာဂျန်စီးတွေကအသက်ပေးပြီးတော့တိုက်နေသေးတာပဲကျွန်တော်တို့ကဒီလောက်လေးတော့
ကိုဂျိုးစွန်နိုင်ရမှာပေါ့ကျွန်တော်တို့ကကိုထိုးအိမ်တင်ရဲ့စကားလိုပဲမင်းအတ္တစိတ်ကိုမိပုံလျှော့နိုင်မှဆိုတဲ့စကားအတိုင်းနိုင်ငံတကာရောက်မြန်မာတွေအနေနဲ့အဲ့လောက်လေးတော့ကျွန်တော်တို့ရဲ့အတ္တကိုမိပုံလျှော့ပြီးတော့အမှန်တရားတော့ကိုရဲရဲဝုန်းကိုအချိန်နဲ့တပြင်းကြီးရက်တရမှာဗျအေးခမရတို့အချိန်နဲ့တပြင်းကြီးမရက်တည်ဘူးအမှန်တရားကိုသိနဲ့မပြောဘူးဆိုရင်ကျွန်တော်ဆွချက်လာပြီအဲ့ဒါခမရတို့တည်တဲ့တော်လန်ရေးကိုပြက်စီးအောင်ဖြက်စီးတဲ့သူပဲရန်သူအားပေးတဲ့သူပဲဓာတ်ရိုက်မိုးရင်တော့တွေ့ဝိုက်ပြီးတော့ဖြစ်တယ်လို့ကျွန်တော်ဒီနေရာကနေအတိလင်းချိန်ညာပြောဆိုတယ်ကျွန်တော်အဲ့ဒါကိုပြောတယ်ကျွန်တော်ပြောတဲ့နေရာမှာအချိန်နဲ့တပြေးညီလို့ကျွန်တော်ပြောတယ်ကျွန်တော်ဘာကြောင့်ပြောသလဲသိလားပြီးခဲ့တဲ့ရက်ပိုင်းကRFA မှာလုပ်ခဲ့တဲ့ဥက္ကမောင်စုစာမတပုတ်တင်တယ်ဥကျော်စောထွက်တာနဲ့ပတ်သက်ပြီးတော့စာမတပုတ်တင်တယ်ကျွန်တော်ဖတ်လိုက်တယ်ကျွန်တော်ရဲ့စီနီယာအကိုကြီးအရွယ်နော်ဒီဥက္ကမောင်စုလို့ဆိုလဲဒါနိုင်ငံရေးအစဉ်လာရှိတဲ့ပုဂ္ဂိုလ်ကြီးဒါပေမဲ့အခုမှပြောတော့ဘာဖြစ်သွားလဲသိလား too little too late အရန်နောက်ကြတယ်လေးနှစ်ကြော်သွားပြီအဲ့ဒီပရမတ်တနစ်ကလေးကစပြီးတော့ဒီလေမှာပေါက်နေတယ်ဆိုတာမြင်လို့ကျွန်တော်တို့ဝိုင်းဖာဖို့ပြောတဲ့အချိန်မှာအဲ့လိုပြောတဲ့သူတွေကိုတပ်ပါတီဆိုပြီးတော့အပိန်းအုပ်ကြီးကဝိုင်းပြီးတော့အာကြတယ်အဲ့တော့တနေ့ကနေ2နှစ်ကနေ3နှစ်3နှစ်ကနေ4နှစ်အခု9နှစ်ထဲဝင်တဲ့အချိန်မှာဥက္ကမောင်လို့ပုဂ္ဂိုလ်တော်မှမြေမှာရှိသောခေါင်းဆောင်မှုတို့နော်ပြောလာပြီရပုံငွေကြေးကိစ္စတို့သူစောင်းမနဲ့ကျွန်တော်ဖတ်လိုက်ရပါတယ်ဒါပေမဲ့ကျူးစုပါလေဘာကြောင့်လဲဆိုတော့ဘယ်တော့မှမလုပ်တာတဲ့ဆိုင်အခုတခုခုလုပ်ပြီးပြောလိုက်တဲ့အတွက်ကျိုးစုတယ်ဘာကြောင့်လဲကျွန်တော်တို့တော်လန်ရေးကြီးအောင်ဖို့လို့အတွက်ပတ်စံဆိုတာနဲ့ဒီ military ဆိုတာနဲ့ကကျွန်တော်တို့ကသွားပြီးချိတ်ဆက်ပြီးတော့ဖြစ်နေတဲ့အခါမှာဒီမြေပြင်မှာရှိတဲ့တပ်ဖွဲ့တွေအင်အားကောင်းမှုမြေပြင်မှာရှိသောခေါင်းဆောင်မှုလိုတယ်ပြီးတော့ငွေကြေးရမုံငွေလိုတယ်အဲ့ဒါကတကယ်နာထို့ပြင်အဲ့ဒီငွေကြေးတွေအလေအလွတ်တွေမဖြစ်ရအောင်ရတဲ့ဟာတွေတော်လိုင်းတဲ့ဝင်ရအောင်သိတဲ့သူတွေကသိတဲ့အချိန်မှာမပြောခဲ့ဘူးဆိုရင်ခင်ဗျာသိတဲ့အချိန်မှာခင်ဗျာပြောရမယ်သိတဲ့အချိန်မှာမပြောခဲ့ရင်အဲ့ဒါကလေညီသူမဆိုပူပေါင်းကြံစည်မှုတာဝန်မဲ့မှုတာဝန်ပြက်ကွက်မှုအဲ့လိုခေါ်တယ်ဗျဥပဒေမှာအဲ့လိုခေါ်တယ်ဗျတိတိကြီးနဲ့ဇုံမိတ်ပြီးတော့နားပင်းကြအောင်စောင့်နေတဲ့သူတွေဆိုရင်အဲ့ဒါတော်လန်ရေးကိုပြက်စီးအောင်တမင်ဖြက်စီးတဲ့သူတွေအဖြစ်ကျွန်တော်တို့ကဆွဆွဲပြစ်တင်ပြီးတော့ပြောရလိမ့်မယ်အဲ့ဒါတွေကိုကတော့ကျွန်တော်တို့ကမသိကြအောင်စောင့်ပြီးယူကြအောင်စောင့်ပြီးတော့ထိတ်ကနေပိုက်နေရင်တော့ရအောင်လို့ဖယ်ရှားပြရမယ်တို့နေရာမှာတကယ်ကိုတော်လိုင်းကိုအောင်မြင်အောင်လုပ်နိုင်တဲ့သူတွေနဲ့အစားထိုးကြရလိမ့်မယ်ထိုးဖို့လည်းလုပ်ကြရမယ်